မင်္ဂလာပါပရိသတ်ကြီးတို့ရေဇလန်းလေးမစခင်မှာထောက်ဆက်အတိုင်း channel လေးကို subscribe လုပ်ပေးဖို့မမေ့ခဲ့ပါနဲ့ဦးနော်ကဲဒါဆိုရင်ဇလန်းလေးကိုစလိုက်ကြရအောင်လူသားတွေရဲ့အစွဲလန်းဆိုတာတစ်ခါတလေမှာတည်ချင်းတရားထက်တောင်ပိုပြီးခိုင်မြဲတတ်ကြတယ်ဝေရအတော်တော်ဒီတိုက်ခန်းဟောင်းလေးကအေးချမ်းတဲ့နားခူတာတစ်ခုမဟုတ်ခဲ့ပါဘူးအမောင်ထဲမှာတယောက်ယောက်ကသူ့ကိုအမြဲစောင့်ကြည့်နေတယ်လို့မျိုးပခုံးပေါ်မှာအေးဆက်ဆက်လက်ချောင်းတွေကအမြဲရှိနေတယ်လို့မျိုးသူခံစားနေရတယ်။နင်းသူမမရှိတော့တာတော့ကြာပါပြီ။ဒါပေမဲ့သူမရဲ့ဝိညာဉ်ကတော့ဒီအခန်းထဲမှာအမြဲရှိနေစေပဲ။ဝိညာဉ်ကိုထာဝရပိုင်ဆိုင်ထားဖို့သူမရဲ့အပြုံးတွေနဲ့နှောက်ဖွဲ့ထားဖို့ပေါ့။သစီတယောက်ရဲ့အချစ်ကပိုင်ဆိုင်လို့စိတ်ပြင်းထန်လာတဲ့အခါအဲ့ဒါချိန်စာတစ်ခုဖြစ်လာတော့တာပါပဲ။ဝိညာဉ်တယောက်တည်းမဟုတ်တဲ့အချိန်တိုင်းမှာနှင်းရသွားတာတွေကလိုက်ခန်းထဲမှာပြင်းထန်နေတတ်တယ်။မေသူကရုံးကညီမလေးတယောက်ပါ။သူမဝိညာဉ်ကိုကူညီချင်ခဲ့တာ။ဒါပေမဲ့သူမမသိခဲ့တာကဝိညာဉ်ရဲ့အနားမှာဘသူကိုမှအကန့်မကန်နဲ့တခုခုရှိနေတယ်ဆိုတာပါပဲ။မြင်နေရတဲ့သွေးတွေခွက်အပ်သွားတဲ့ပန်းခွက်တွေအဲ့ဒါတွေကတတိပေးချက်တွေပဲဒီနောက်ကျွန်းကနေရုံထွက်ဖို့ကြိုးစားရင်တည်ချင်းတရားကပဲဆုံးဖြတ်ပေးလိမ့်မယ်ဆိုတာဝိညာဉ်တယောက်တည်းပဲသိနေခဲ့တယ်ဝိညာဉ်အိမ်ပြန်ရောက်သွားတဲ့အချိန်မှာပဲအခန်းထဲမှာမျိုးတွေဆိုင်လာတယ်အတိတ်ကနာကျင်စရာပုံရိပ်တွေကနေရံပေါ်မှာကခုန်နေကြတယ်မန်ထဲမှာမြင်နေရတဲ့မျက်နှာကိုဝိညာဉ်ရဲ့မျက်နှာဟုတ်ရဲ့လားလက်ဘင်းကိုရစ်ပတ်လာတဲ့အေးဆက်ဆက်လက်ချောင်းတွေကသူ့ရဲ့အသက်ရှူတန်းတွေကိုတဖြည်းဖြည်းချင်းလွတ်ယူနေတယ်။နင်းရဲ့ရှိတန်းတွေကနားထဲမှာအိမ်ထွက်နေတယ်အမောင်တို့ကဝေယံကိုမားမျိုးကိုအစင်သစ်ဖြစ်နေတဲ့အချိန်မှာဝေယံရဲ့ခုခံနိုင်စွမ်းတွေအားလုံးဟာလေပြိုလဲသွားခဲ့ရပြီဝေယံတတိပြန်ရလာတဲ့အချိန်မှာပြင်ဘက်မှာမိုးတွေကတဲထန်စွာရွာနေခဲ့တယ်။အရာအလုံးကိုမြှုပ်ဖို့အတွက်အိပ်ဖို့ကြိုးစားနေတဲ့ဝေယံရဲ့ဆောင်လေးကိုအဆောင်တစ်ခုဟာထိုးတက်လာခဲ့တယ်။သူဟာသူရှိတဲ့ကဘာစီကိုဝေယံကိုခေါ်သွားချင်နေတာ။ဝေယံရဲ့လက်ပြင်မှာနေရစပင်တွေဟာတရှိပြီးတည်းနောက်ဆုံးတော့အရာအလုံးဟာငြိမ်သက်သွားခဲ့တယ်။အေးဆက်ဆက်အနမ်းတစ်ခုကဝေရဲ့နှကန်းစီရောက်လာပြီးသူ့ရဲ့ဝိညာဉ်ကိုအေးဖြည်းချင်းနှုတ်ယူသွားခဲ့တယ်။ဒုစန္နာကနှက်ခင်းလေးရတော့ထုံးစံအတိုင်းလာရနေပြန်ရော။ဘေးကအခန်းထဲကိုဝင်လာပြီးဘေးကိုလာနှုတ်ရှာတယ်။ဒီမှာထင်နေတာကဝေယံအိပ်ပျော်နေရပေါ့။ဒါပေမဲ့ဝေယံမျက်လုံးပွင့်လာတဲ့အချိန်မှာတော့အဲ့ဒီအခြေအနေထဲမှာဝေယံဆိုတာမရှိတော့ဘူး
။